ဇက်ဟန်ဆာမာတော့ဒီဂီဆူကီကတငယ်ချင်းတွေကိုပင်လယ်ဓမြဝတ္ထုတစ်ပုဒ်ဖက်ပြနေပါတယ်။အဲ့ဒီအချိန်နိုဘီတာကပင်လယ်ဓမြတွေလိုယတနာကျွန်းကိုတကယ်သွားချခြင်းကြောင့်ပြောလိုက်တဲ့အခါဒီဂီဆူကီကယတနာကျွန်းဆိုတာတကယ်မရှိကြောင်းပြန်ပြောလိုက်ပါတယ်။ဂျန်ယန်နဲ့ဆူနီတို့ကလည်းနိုဘီတာကိုအယူဆိုပြီးစားနောက်ကြပါတော့တယ်။အဲ့ဒီလိုနဲ့နိုဘီတာကတကယ်ယတနာကျွန်းကိုရှာပြမယ်။မရှာနိုင်နှာခေါင်းနဲ့ခောက်ဆော့ဆော့ပြမယ်ဆိုပြီးကြုံသွားလိုက်ပါတော့တယ်။အိမ်ပြန်ရောက်တဲ့အခါဒိုရီမွန်ကိုပြောပြပြီးကူညီပေးဖို့အတင်းတောင်းဆိုနေတာကြောင့်ဒိုရီမွန်ကယတနာလိုက်ရှာတဲ့မြေပုံဆိုတဲ့ကိရိယာကိုထုတ်ပေးလိုက်ပါတယ်။ထူးဆန်းတာကအဲ့ဒီမြေပုံကိုသုံးပြီးရှာလိုက်တဲ့အခါပစိဖိတ်သမုဒ္ဒရာအလဲကကျွန်းအသစ်တစ်ခုကိုတကယ်ကြီးတွေ့ရပါတယ်။အဲ့ဒီအချိန်မှာသတင်းတွေကမြေပုံပေါ်မှာမပါတဲ့ကျွန်းအသစ်တစ်ခုကိုရှာတွေ့ကြောင်းကြေညာနေပါတယ်။အဲ့ဒီလိုနဲ့နိုဘီတာတို့အဖွဲ့ဟာနိုဘီတာအိုယာဂိုးဆိုတဲ့တင်မောကိုအသုံးပြုပြီးဒိုရင်မွန်ရဲ့ကပတိန်အော့ထုတ်အလန်းစားတွေနဲ့အတူပင်လယ်ပြင်ထဲကိုစိတ်လှုပ်ရှားစရာစွန့်စားခန်းအဖြစ်စတင်ထွက်ခွာခဲ့ကြပါတော့တယ်။အစပိုင်းမှာအားလုံးကပျော်ရွှင်နေကြပါတယ်။ဒါပေမဲ့ကျွန်းနဲ့နီးလာတဲ့အခါပင်လယ်ဓမြဂိုင်းတစ်ခုရဲ့ရုတ်တရက်တိုက်ခိုက်ခြင်းကိုခံလိုက်ရပါတယ်။တကယ်တော့အဲ့ဒီကျွန်းဟာပင်လယ်ဓမြတင်မောကြီးရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။အဲ့ဒီနောက်ပင်လယ်ဓမြတွေကပြန်လည်ဆုတ်ခွာသွားပြီးရှီဇူကာကိုပြန်ပြီးဆွဲသွားခဲ့ပါတယ်။နိုဘီတာတို့အဖွဲ့ဟာသူမကိုမကယ်ဆယ်နိုင်ခဲ့ပေမဲ့ရေထဲမှာမျောလာတဲ့ Floor ဆိုတဲ့ကောင်လေးကိုတော့ကယ်ဆယ်နိုင်ခဲ့ပါတယ်။ Floor ရှင်းပြချက်အရပင်လယ်ဓမြတွေဟာအချိန်ခီးသွားတွေဖြစ်ပြီး Floor ကကပတိန်ဆယ်ဘာရဲ့ခိုင်းစေမှုကိုမခံနိုင်လို့ထွက်ပြေးလာတာပါ။တစ်ဖက်မှာလည်းပင်လယ်ဓမြတင်မောပေါ်ရောက်သွားတဲ့ရှီဇူကာဟာ Floor ရဲ့ညီမဖြစ်သူဆာရာနဲ့တွေ့ဆုံခဲ့ပါတယ်။ထူးခြားတာကဆာရာနဲ့ရှီဇူကာကရုပ်ချင်းအရန်တူတွန်းနေတာပါဆာရာကမောက်ဖုတ်တာဝါသနာပါပြီးရှီဇူကာကိုပုံနေဖို့ကူညီပေးပါတယ်အဲ့ဒီနောက်ဆာရာကအခုလိုရှင်းပြပါတယ်ကပတိန်စေဗာဟာသူတို့မောင်နှမနှစ်ယောက်ရဲ့ဖခင်ဖြစ်ပြီးဇနီးဆုံးရှုံးပြီးနောက်ယတနာတွေအစုလိုက်အပြုံလိုက်စုဆောင်ပြီးအောင်ဆွဲလန်းသွားကြောင်းပြောပြပါတယ်အဲ့ဒီလိုနဲ့နိုဘီတာတို့ဟာရှီဇူကာကိုကယ်တင်ဖို့အတွက်အခက်အခဲပေါင်းများစွာကိုရင်ဆိုင်ကျော်လွှားရင်းခရီးနှင်လာကြပါတယ်နိုဘီတာတို့စီရောက်နေတဲ့ Floor ကအမှန်တရားကိုဖွင့်ပြောပြပါတယ်အဲ့ဒီပင်လယ်သမားတွေရဲ့ခေါင်းဆောင်ကြီးကပတိန်စေဗာဟာတကယ်တော့သူတို့မောင်နှမနှစ်ယောက်ရဲ့ဖခင်ဖြစ်ပြီးတာမန်ပင်လယ်သမားမဟုတ်ဘဲအနာဂတ်ကနေရောက်လာတဲ့သိပ္ပံပညာရှင်တစ်ယောက်ပါသူကအနာဂတ်မှာကဘာကြီးပြည့်စည်သွားတာကိုကြိုမြင်ခဲ့ရပါတယ်ဒါကြောင့်အတိတ်ကိုပြန်လာပြီးကဘာမြေရဲ့စွမ်းအင်ကိုအသုံးချဖို့ကြိုးစားနေခဲ့တာပါကဘာမြေကြီးရဲ့စွမ်းအင်ကိုစုပ်ယူပြီးအာကာသထဲကိုတင်မောနဲ့ထွက်ပြေးဖို့ကြိုးစားနေတာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီလိုစွမ်းအင်တွေစုပ်ယူလိုက်ရင်အခုလက်ရှိကဘာကြီးကချက်ချင်းပြည့်စည်သွားမှာပါကပတိန်စေဗာကရက်ဆက်တဲ့ဘီရင်တယောက်လုံးမြင်ရပေမဲ့အမှန်တကယ်တော့သူ့မိသားစုနဲ့လူတွေကိုကယ်တင်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။ဒါကြောင့်နိုဘီတာတို့အဖွဲ့ဟာကဘာကြီးကိုကယ်တင်ဖို့ရောရှီဇူကာကိုကယ်တင်ဖို့ပါယတနာကျွန်းပေါ်ကိုအသက်ဆွန့်ပြီးစီးနှင်းဝင်ရောက်ကြပါတော့တယ်။ဒိုရင်မွန်ရဲ့ကိရိယာတွေတငယ်ချင်းတွေရဲ့စီးလုံးမှုတွေနဲ့အတူပင်လယ်သမားတွေကိုတိုက်ခိုက်ခဲ့ပြီးကျွန်းကြီးပြည့်စည်မသွားအောင်ကြိုးစားကြပါတယ်။နိုဘီတာကလည်းသူ့ရဲ့ကျွမ်းကျင်တဲ့တနက်ပြည့်စွမ်းရည်တွေနဲ့ရန်သူတွေကိုတားဆီးနိုင်ခဲ့ပါတယ်။ဂျိုင်းယန်နဲ့ဆူနီတို့ကလည်းအားရင်အကုန်သုံးပြီးကူညီကြပါတယ်။နောက်ဆုံးမှာရှီဇူကာကိုကယ်တင်နိုင်ခဲ့ပါတယ်။ကပတိန်စေဗာကစွမ်းရည်ဆုပ်ယူတဲ့ခလုတ်ကိုနှိပ်လိုက်တဲ့အချိန်မှာတော့ဒိုရီမွန်ကသူ့ရဲ့တန်ကောင်းနဲ့ဆက်ကြီးကိုဝင်တိုက်ပြီးထိန်ချုပ်ပစ်လိုက်ပါတော့တယ်။အဲ့ဒီနောက်ထိန်ချုပ်တဲ့စနစ်ကို Floor နဲ့ကပတိန်စေဗာနဲ့အောင်လုံးကသူတို့ရဲ့နည်းပညာပစ္စည်းတွေအသုံးပြုပြီးအပြိုင်ဆိုင်ရယူဖို့ကြိုးစားကြပါတယ်။ Floor ကစနစ်ကိုပိတ်ဖို့ကြိုးစားနေပြီးစေဗာကတားဆီးနေပါတယ်။နောက်ဆုံးမှာတော့ Floor ဘက်ကအနိုင်ရသွားပြီး system ကိုပိတ်နိုင်လိုက်တာကြောင့်စွမ်းအင်ဆုပ်ရဲ့စနစ်ကိုဖြုတ်ချနိုင်လိုက်ပါတယ်။ Floor နဲ့ Sarah တို့ကသူတို့မိကွယ်လွန်ကန်ဒီခြံထားခဲ့တဲ့တကယ်ဆန္ဒအမှန်ကကဘာကြီးကိုဆုံးခွာသွားဖို့မဟုတ်ပဲကဘာမြေပေါ်မှာပဲပျော်ပျော်ရွှင်ရွှင်ရှင်သန်ဖို့ဖြစ်ကြောင်းအဖေဖြစ်သူကိုငိုယိုပြီးနားဝဲအောင်ပြပြနိုင်ခဲ့ပါတယ်။နောက်ဆုံးတော့ Seva ဟာသူ့လုံးနေတာမားနေကြောင်းသဘောပေါက်သွားခဲ့ပါတယ်။အဲ့လိုနဲ့ကဘာကြီးလည်းပေးကင်းသွားသလို Floor နဲ့သူ့အဖေဟာပြန်လည်နားလည်မှုရရှိသွားကြပြီးမိသားစုအဖြစ်ပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်သွားကြပါတော့တယ်ဒီဇက်ကားလေးဟာယတနာရှာဖွေရေးစွတ်စားခန်းတစ်ခုသာမဟုတ်ပဲမိသားစုမြတ်တာတငယ်ချင်းတိုင်ဝမ်စင်နဲ့တတိရှိမှုတို့ရဲ့အရေးပါပုံကိုပြသထားတဲ့ဇက်ကားကောင်းလေးတကားပဲဖြစ်ပါတယ်တကယ်ယတနာဆိုတာရွှေငွေတွေမဟုတ်ပဲကိုချစ်ရတဲ့သူတွေပဲဖြစ်ပါတယ်အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ大航海時代海賊たちが財宝を隠したと言われる宝島その宝島がこの現代に存在しているというそう僕がこの船のキャプテンノビータうわあそれダララ男の子ってどうして変な意地を張るのかしら何これ